လက်တလုံးမှာရခိုင်ပြည်ကြောက်ဖြူမျိုးကစစ်ပေးရှောင်းတွေဟာအခက်အခဲဆုံးအခြေအနေနဲ့ကြုံတွေ့နေရတယ်လို့စစ်ပေးရှောင်းတွေကိုကူညီပေးနေတဲ့စာရေးဆရာဝေဟင်အောင်ကအာရခတိုင်းကိုဆိုပါတယ်။ကြောက်ဖြူမျိုးကိုစစ်ကော်မရှင်ကထိန်းချုပ်ထားတာဖြစ်ပြီးလက်ရှိမှာတော့ကြောက်ဖြူမျိုးအနီးကတိုင်းချောင်းဇင်ချောင်းအစရှိတဲ့ကြေးရွာတွေမှာအာရခတပ်တော် AA နဲ့စစ်ကော်မရှင်တို့ကြားတိုက်ပွဲပြင်းထန်နေတာပဲဖြစ်ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတဲ့စစ်ပေးရှောင်ဦးရေဟာတောင်းနဲ့ချီရှိတယ်လို့သိရပါတယ်။လက်တလောကြောက်ဖြူမျိုးနေအတွင်းမှာစစ်ပေးရှောင်က2000ခွဲပတ်ချလေလောက်ရှိတယ်ဗျ။အဲ့ဒီကနေစစ်ပေးရှောင်တယ်ပဲရန်ပြေးဖက်ကိုရှောင်ပြေးကြတဲ့စစ်ပေးရှောင်ကကြာရင်18000ပတ်ဝန်းကျင်လောက်ရှိပါတယ်။ဒီပြင်ဒီမှာတောင်ကုန်းဖက်ကိုရှောင်ကြတဲ့စစ်ပေးရှောင်တွေရှိတယ်ဒီကြောက်အန်းဖက်ကိုရှောင်ကြတဲ့စစ်ပေးရှောင်တွေရှိပါတယ်။ဒီစစ်ပေးရှောင်တွေအကုန်လုံးကကြာရင်ဒီကြောက်ဖြူစစ်ပွဲအတွင်းကနေရှောင်လာတဲ့စစ်ပေးရှောင်တွေဖြစ်ပါတယ်။ဒီထဲမှာပထမစစ်ပေးရှောင်တဲ့နေရာတခုမှသူတို့လုံလုံချုံချုံနေကြတဲ့အခင်းချင်းကနေအဲ့နေရာကစစ်ထက်ဖြစ်တော့သူတို့အဲ့နေရာနဲ့ထက်ရှောင်ရတယ်။ထက်ရှောင်တဲ့နေရာထက်ဖြစ်တော့နောက်တနေရာကိုထက်ရှောင်တယ်။ရှောင်တဲ့နေရာကျရင်3နေရာရှောင်ရတဲ့လူနဲ့4နေရာရှောင်ရတဲ့လူနဲ့စုစုပေါင်းစစ်ပေးရှောင်တွေကတော့ဒီတော်တော်လေးကိုခက်ခဲတဲ့အခင်းချင်းမှရှိပါတယ်။စစ်ပေးရှောင်ဦးရေများပြားသလိုအဆိုပါစစ်ပေးရှောင်တွေဟာနေရာနှစ်ခုထပ်မံနဲ့တိမ်းရှောင်နေရသူတွေဖြစ်တာကြောင့်တနိုင်တစ်ပိုင်အနေနဲ့တော့လိုအပ်တဲ့ပစ္စည်းတွေကိုတည်ယူနိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်သူတို့ကနေပြီးတော့ပထမအိမ်ကနေထွက်ပြေးလာတယ်အိမ်ကထွက်ပြေးလာတဲ့အချိန်မှာကြာရင်ဒီသူတို့ဟိုတနိုင်တစ်ပိုင်ပေါ့သူတို့ထမ်းနိုင်တများယူနေတများပစ္စည်းတွေကိုယူလာတယ်အဲ့မှာသူတို့ပါလာတဲ့ပစ္စည်းတွေနဲ့ကမလုပ်ပြီးတော့ဟိုတက်နိုင်တများစူးစမ်းပြီးတော့သူတို့တေဆောက်ကြတယ်အဲ့နေရာထပ်ပြီးတော့စစ်ဖြစ်တော့အဲ့နေရာကိုဆွဲပြီးထွက်ပြေးကြတယ်ထွက်ပြေးကြတဲ့အချိန်မှာဘာမှသူတို့မပါနိုင်တော့တဲ့အခင်းချင်းမျိုးကိုယူတော့တဲ့အတွက်လက်ရှိကျွန်တော်တို့ရခိုင်ပြည်တပြည်လုံးအတိုင်းတာရရှိတဲ့စစ်ပေးရှောင်ထင်းမှာဒီကြောက်ဖြူစစ်ပေးရှောင်ဟာအခက်အခဲဆုံးစစ်ပေးရှောင်လို့သတ်မှတ်ရပါတယ်။ကြောက်ဖြူစစ်ပေးရှောင်တွေအတွက်စုစုပေါင်းငွေကျပ်1166သိန်းနဲ့စောင်းတွင်ဝင်ရန်အင်ကြီးအထုပ်ကြီးနှစ်ထုပ်ကိုကိုယ်တိုင်သွားရောက်လှူဒန်းခဲ့တယ်လို့စာရေးဆရာဝေဟင်အောင်ကဆိုပါတယ်။အဆိုပါအလူငွေမှာစာမီးဟိန်ပရိုက်တာအသင်းစင်ကာပူကကျပ်သိန်း100ပါဝင်ပြီးကျန်သိန်း1066သိန်းဟာမြောက်ဦးစေယုံပုံကျဲခံရမှုအတွက်ပြည်ရင်းပြည်ပမှာ900သားသမီးများကစုပေါင်းလှူဒန်းထားကြတဲ့အလူငွေတွေကတိကျအလူငွေဖြစ်တယ်လို့လည်းသိရပါတယ်။